တကယ်လို့သင်ဟာစီးပွားပြက်ခါနီတရိတ်ဆန်ယုံတစ်ခုကိုပြန်အသက်သွင်းရမယ့်သူဆိုရင်ဘာလုပ်မလဲဒီဇလန်းထဲမှာတော့နီလန်ကတော်တော်လေးကိုထူးဆန်းလွန်းပါတယ်ရှေ့နေလောင်းလေးခိုင်ထဲစုဟာယာရုတိုးဖို့အတွက်ဒေဝါလီခံတော့မဲ့မန်ဆက်စုကိုရက်ပေါင်း80အတွင်းပြန်လဲဦးမော့လာအောင်လုပ်ပေးရမယ့်တာဝန်ကိုရရှိခဲ့ပါတယ်ဒါပေမဲ့ပြဿနာကအဲ့ဒီယုံမှာတရိတ်ဆန်တကောင်မှမရှိတော့တာပါပဲစိတ်ကူးမဆန်းရင်မဆန်းတယ်လို့နေတတ်တဲ့ထဲစုကဝန်ထမ်းတွေကိုတရိတ်ဆန်ဝတ်စုံတွေဝတ်ခိုင်းပြီးအတုတွေနဲ့တရိတ်ဆန်ယုံကိုဖွင့်ဖို့စ조사ပါတော့တယ်ဇလန်းရဲ့အစမှာတော့ကန်တေစုခိုင်ထဲစုဟာနာမည်ကြီးဥပဒေလုပ်ငန်းတစ်ခုဖြစ်တဲ့မှာအလားအလာမရှိတဲ့ယာယီဝန်ထမ်းအဖြစ်လုပ်ကိုင်နေသူပါတေဆူးဟာတနေ့မှာအဲ့ဒီလုပ်ငန်းမှာအမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ခံရဖို့အိမ်မက်မက်နေသူဖြစ်ပေမဲ့အခုထက်ထိတော့မအောင်မြင်သေးပါဘူးတေဆူးရဲ့ဥပဒေလုပ်ငန်းဟာအရှုပ်တော်ပုံတွေတစ်ခုပြီးတစ်ခုရင်ဆိုင်နေရပြီးလက်ရှိမှာတော့ဒုတိယဥက္ကဋ္ဌဖြစ်သူမင်းချူဟွန်းမင်းချိုယန်ဟာစတော့ရှယ်ယာကစားမှုနဲ့ငွေအလွဲသုံးစားမှုတွေကြောင့်ထောင်ကျနေပါတယ်ဆန္ဒပြသူတစုဟာလည်းဌာနချုပ်အပြင်ဘက်မှာမတရားမှုနဲ့ခေါင်းပုံဖြတ်မှုတွေကိုစန့်ကျင်ဖို့တပတ်ကျော်ကြာတက်ဆွဲဆန္ဒပြနေကြပါတယ်တေဆူးရဲ့ကောလိပ်တငယ်ချင်းဆောင်ဇောင်းကလည်းအဲ့ဒီလုပ်ငန်းမှာပဲရှိနေဖြစ်လုပ်ကင်နေပါတယ်သူကတေဆူးကိုပိတ်ရက်တွေမှာအရက်တောက်ဖို့အမြဲဖိတ်လေးရှိပေမဲ့တေဆူးကတော့သူ့ထက်အောင်မြင်နေတဲ့တငယ်ချင်းတွေကိုမရင်ဆိုင်ချင်ပါဘူးဒီနေ့မှာတော့ရဲ့ CEO မစ္စတာဟွမ်မတ်ဝင်းဟာဌာနချုပ်အပြင်ဘက်မှာဆန္ဒပြသူတွေရဲ့ဝိုင်းဝန်းပိတ်ဆို့ခြင်းကိုခံရပါတယ်ဆန္ဒပြသူတွေကဟွမ်ကိုဆဲဆိုကြတာကြောင့်သူကဒေါသထွက်ပြီးလူအုပ်နဲ့ရန်ဖြစ်ပါတယ်လူအုပ်ကဟွမ်ကိုအလွယ်တကူပဲအနိုင်ယူလိုက်ပြီးသူ့အထက်လူကြီးအခက်တွေနေတာကိုမြင်တော့တေဆူးကသူ့ကိုယ်သူအနစ်နာခံပြီးဝင်ကယ်ခဲ့ပါတယ်CEO ဟာလူအုပ်ကြားမှာတေဆူအနိုင်ကျင့်ခံနေရတာကိုမှတ်သားထားခဲ့ပြီးကားမောင်းထွက်သွားချိန်မှာသူ့ကိုသဘောကျသွားပါတယ်။ဟွမ်ကတေဆူကိုညစာဖိတ်ကျွေးပြီးအဲ့ဒီမှာ Rakwan Group ရဲ့ဒုတိယဥက္ကဋ္ဌလည်းဖြစ်ချူဟွန်းရဲ့ညီမလည်းဖြစ်တဲ့မင်းချယ်ရီယန်နဲ့တွေ့ဆုံပေးပါတယ်။ရီယန်ထွက်သွားပြီးနောက်မှာတော့ဟွမ်ဟာတေဆူအကြောင်းပိုသိလာပြီးတေဆူကိုဂရီတစ်ခုပေးပါတယ်။အဲ့ဒါကတော့ရဲ့ UK အခြေစိုက်ဖောက်တဲ့တူဖြစ်တဲ့ Gabriel Incorporated ကဝယ်ယူထားတဲ့ပျက်စီးတော့မဲ့ဒုံစမ်းပန်းချံတောင်စင် Park တရိတ်ဆန်ယုံကိုပြန်လဲရှင်သန်အောင်လုပ်နိုင်ရင်သူ့ကိုအမြဲတမ်းဝန်ထမ်းခံပေးမယ်ဆိုတာပါပဲ။တေဆူဟာအလွန်ဝမ်းသာသွားပြီးဒီသဘောတူညီချက်ကိုချက်ချင်းလက်ခံလိုက်ပါတယ်။ဒါပေမဲ့ဟွမ်ကနောက်ဆုံးသတိပေးချက်အနေနဲ့ပျက်စီးနေတဲ့တရိတ်ဆန်ယုံကိုပြန်လည်ရှင်သန်အောင်လုပ်ဖို့အချိန်အတိအကျ3လပဲပေးပါတယ်။နောက်ခန်းမှာတော့တေဆူဟာတရိတ်ဆန်ယုံကိုအမြန်သွားခဲ့ပေမဲ့အဲ့ဒီမှာစိတ်ပိုင်းဆိုင်ရာပြဿနာရှိနေတဲ့ပိုလာဝက်ဝန်တကောင်ကလွဲလို့တခြားဘသူမှပတ်စံပေးကြည့်မှာမဟုတ်တဲ့တရိတ်ဆန်တချို့ပဲရှိနေတာကိုတွေ့လိုက်ရပါတယ်။ကြန့်ရှိနေတဲ့တရိတ်ဆန်ယုံဝန်ထမ်းတွေနဲ့တေဆူစကားပြောကြည့်တဲ့အခါတရိတ်ဆန်ယုံရဲ့တရိတ်ဆန်တွေကိုအရင်ပိုင်ရှင်တွေကျွေးမိတင်နေတဲ့အတိုးကြီးစားသူ Loan Sharks တွေကတင်သွားကြပြီဖြစ်ကြောင်းသိလိုက်ရပါတယ်။တရိတ်ဆန်ယုံဝန်ထမ်းတွေထဲမှာဒရိုက်တာဟောင်းစောစီယိုတရိတ်ဆန်စေးကူဆရာဝန်မဟန်ဟီကျောင်းဟန်ဟာကီယန်နဲ့ဂွန်ဝုတ်ဂန်ဝတ်တို့ပါဝင်ပါတယ်။တေဆူဟာတရိတ်ဆန်ယုံရဲ့ဒရိုက်တာအသစ်ဖြစ်ကြောင်းသိပြီးနောက်စောကထွက်သွားဖို့ပြင်ပေမဲ့တေဆူကဒီတရိတ်ဆန်ယုံပြန်လဲရှင်သန်ဖို့အတွက်သူ့ရဲ့အတွေ့အကြုံတွေလိုအပ်ကြောင်းပြောပြီးဆွဲထားခဲ့ပါတယ်။တေဆူကတရိတ်ဆန်တွေဝယ်ဖို့အကြံပြုပေမဲ့မျိုးသုံးလူနီးပါးတရိတ်ဆန်တွေကိုဝယ်လို့မရကြောင်းအစိုးရစီကနေသူတေသနာနဲ့မျိုးပွားဖို့အတွက်အထူးခွင့်ပြုချက်တောင်းလို့ရပေမဲ့အဲ့ဒါက3လထက်ပိုကြာနိုင်ကြောင်းသိလိုက်ရပါတယ်။အဲ့ဒီညမှာပဲတေဆူဟာတရိတ်ဆန်ယုံတွေကသူ့ရဲ့နေထိုင်ရာအခန်းကိုအပြန်မှာကြားအစ်စ်လို့ထင်မှားစေတဲ့တရိတ်ဆန်အယုတ်ကြီးကိုမြင်ပြီးတသက်စာကြောက်လန့်သွားခဲ့ပါတယ်။အလုတ်ထုတ်ခံထားရတဲ့ဝန်ထမ်းတစ်ယောက်ကတော့သူကအဲ့ဒီအယုတ်ကိုပတ်စံရအောင်ရောင်းဖို့ယူသွားတာဖြစ်ကြောင်းပြောပါတယ်။နောက်တနေ့မနက်မှာတေဆူကသူ့ရဲ့ပြဿနာကိုဟွမ်စီတင်ပြပေမဲ့ဟွမ်ကအဆင်မပြေရင်ပြန်လာခဲ့ဖို့ပဲပြောပါတယ်။အကယ်၍သူမအောင်မြင်ကုမ္ပဏီမှာအနာဂတ်မရှိတော့ဘူးဆိုတာကိုသိနာလေသွားပြီးတေဆူကဘလို့နည်းနဲ့မဆိုအောင်မြင်အောင်လုပ်မယ်လို့သတိပေးလိုက်ပါတယ်။အဲ့ဒီနောက်တေဆူဟာနေရန်ဘော်ကတရိတ်ဆန်ယုံရဲ့နှစ်ပတ်လည်အယုတ်ပြိုင်ပွဲတပ်ပုံတွေကိုသတိထားမိသွားပြီးရုတ်တရက်အကြံတစ်ခုရသွားပါတယ်။အဲ့ဒါကတော့တရိတ်ဆန်ယုံဝန်ထမ်းတွေကိုတရိတ်ဆန်တွေလိုဝစ်ဆင်ခိုင်းဖို့ပါပဲ။လူတွေဟာအကွာအဝေးတစ်ခုကနေကြည့်ရင်တကယ်တရိတ်ဆန်နဲ့တရိတ်ဆန်ဝတ်စုံကိုခွဲခြားနိုင်မှာမဟုတ်ဘူးလို့သူကအခိုင်အမာပြောပါတယ်တရိတ်ဆန်ယုံဝန်ထမ်းတွေကတော့တရိတ်ဆန်ယုံကိုကယ်တင်ဖို့အတွက်ချက်ချင်းသဘောတူကြပေမဲ့ဆရာဝန်မဟန်ကတော့ဒီလိုမိုက်မဲတဲ့အလုပ်မှာမပါဝင်နိုင်ဘူးလို့ညင်းဆိုပါတယ်ဒါပေမဲ့တေဆူကဟန်ကိုတရိတ်ဆန်ယုံကပိုလာဝက်ဝန်နှာခေါင်းမင်း Black Nose ကြောင့်တရိတ်ဆန်ဆရာဝန်ဖြစ်လာခဲ့တဲ့ဇလန်းကိုပြောပြီးသူမရဲ့စိတ်ကိုဆွဲဆောင်ကနောက်ဆုံးမှာတော့နားချနိုင်ခဲ့ပါတယ်အဲ့ဒီနောက်တေဆူကဟောလိဝုဒ်ဝတ်စုံဒီဇိုင်နာတဦးကိုတကယ်နဲ့တူတဲ့ချင်းသစ်ဂေါ်ရီလာစလော့ဝက်ဝန်နဲ့ပိုလာဝက်ဝန်ဝတ်စုံတွေကိုနှစ်ပတ်အတွင်းဒီဇိုင်းဆွဲခိုင်းပါတယ်ဝတ်စုံတွေရလာတဲ့အခါ CEO ကတရုတ်ဆောင်တွေငှားဖို့အကြံပေးပေမဲ့တေဆူကပြို့ဝက်ချက်ပေါက်ကြားသွားနိုင်တာကြောင့်အဲ့ဒီအကြံကိုညှင်းပယ်လိုက်ပါတယ်ရွေးချယ်စရာမရှိပဲဟန်ဟေကျောင်းဂုံလုံးနဲ့စောတို့ဟာအတီးတီးချင်းသစ်စလော့ဝက်ဝန်ဂေါ်ရီလာနဲ့ပိုလာဝက်ဝန်တွေဖြစ်လာကြပြီးလေ့ကျင့်မှုတွေစတင်ခဲ့ပါတယ်တရိတ်ဆန်ယုံတကားတွေကိုအများပြည်သူအတွက်ဖွင့်လှစ်လိုက်ပြီးငူကြိုကလေးတွေနဲ့တက်ကြီးရွယ်အိုအုပ်စုတွေလာရောက်ကြပါတယ်ဝန်ထမ်းတွေဟာအစပိုင်းမှာရုန်းကန်ရပေမဲ့နောက်ပိုင်းမှာတော့သူတို့ရဲ့အလုပ်အသစ်ကိုကျွမ်းကျင်လာပြီးလာရောက်ကြည့်ရှုသူတွေကိုလှည့်စားနိုင်ခဲ့ပါတယ်သူတို့ရဲ့စ조사မှုကြောင့်တပတ်အတွင်းကြည့်ရှုသူ85ယောက်ရရှိခဲ့ပေမဲ့တရိတ်ဆန်ယုံစက်ဖွင့်ထားနိုင်ဖို့တော့မလုံလောက်သေးပါဘူးဒါကြောင့်တေဆူကကြည့်ရှုသူပိုလာအောင်တစ်ကူလာအုပ်တကောင်ရဖို့စ조사ပါတယ်
တစ်ဖက်မှာလည်းဟေเจ้าရဲ့ရေးစားဖြစ်သူဆောင်မင်းစန်းငွင်ကတရိษံယုံအနီးကကုံစုံဆိုင်မှာသူမရဲ့စုဆောင်းငွေ9နှစ်စာလောက်ကိုဖြုံးတိပစ်ပြီးနောက်သူမကိုလမ်းခွဲလိုက်ပါတယ်ဟေเจ้าငိုနေတာကိုမြင်တော့ဂုံဝုကဂေါ်ရီလာဝတ်စုံကိုဝတ်ပြီးဆိုင်ထဲကိုဝင်ဖြက်စီးပစ်ပါတယ်ဆောင်မင်းကရဲကိုတိုင်ပေမဲ့ရဲကသူ့ကိုလူလူတယောက်လိုပဲသဘောထားပြီးပယ်ချလိုက်ပါတယ်နောက်တစ်နေ့မှာဆောင်မင်းကတရိษံယုံကိုရောက်လာပြီးဂုံဝုကသူ့ကိုဂေါ်ရီလာအဖြစ်နဲ့ထပ်မံတိုက်ခိုက်ရာကနေသူတို့ရဲ့လှုပ်ဝက်ချက်ပေါက်ကြားသွားပါတယ်တေဆူးရဲ့လိန်လည်မှုကိုတည်သွားပြီးနောက်ဆောင်မင်းကရဲကိုတိုင်မယ်လို့ချင်းချောက်ပေမဲ့ဟေเจ้าကမတိုင်ဖို့ဖြောင်းဖြပြီးဂုံဝုကိုသူ့ကိုတောင်းပန်ခိုင်းပါတယ်အဲ့ဒီညမှာတေဆူးဟာဝတ်စုံဒီဇိုင်နာစီသွားပေမဲ့စိတ်ပြက်စရာကောင်းစွာပဲဒီဇိုင်နာကစပေါ်ငွေတွေယူပြီးထွက်ပြေးသွားကကိုတောင်ထဲမှာတစ်ကလားအုတ်ခေါင်းတစ်ခုပဲခြံထားခဲ့တာကိုတွေ့ရပါတယ်ဒါပေမဲ့တေဆူးကအရှုံးမပေးပဲအဲ့ဒီတစ်ကလားအုတ်ခေါင်းကိုအသုံးပြုပြီးကြီးစုသူတွေကိုလှည့်စားပါတယ်မကြခင်မှာပဲစောဟာဝစ်စုံကြီးဝစ်ပြီးနေပူထဲမှာထိုင်နေရတာကြောင့်နေမကောင်းဖြစ်လာပါတယ်။ဒါကြောင့်တေဆူးကသူ့နေရာမှာဝင်လုပ်ပါတယ်။တရိษံယုံမှာတရိษံအဖြစ်ဟန်ဆောင်ရတာမလွယ်ကူကြောင်းအချစ်မကောင်းတဲ့လာရောက်ကြည့်ရှုသူတချို့ကသူ့ကိုပစ္စည်းတွေနဲ့ပြစ်ပေါက်နေကြတာကြောင့်သူချက်ချင်းသိလိုက်ရပါတယ်။တေဆူးဟာလည်းနေပူထဲမှာထိုင်နေရတာပင်ပန်းလာပြီးဘယ်သူမှမကြည့်တဲ့အချိန်မှာကြည့်ရှုသူတယောက်ပြစ်ချလိုက်တဲ့ကိုကာကိုလာပလင်းကိုယူပြီးရေငတ်ပြေတောက်လိုက်ပါတယ်။ဒါပေမဲ့လာရောက်ကြည့်ရှုသူတချို့ကတေဆူးကိုကာကိုလာတောက်နေတာကိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။အဲဒီနေ့မှာပဲခြေကကိုယ်စလဲတယောက်ရောက်လာပြီးတေဆူးတင်ပြထားတဲ့တရိษံဝေယူခွင့်ပြုချက်ရပြီဖြစ်ကြောင်းပြောပါတယ်။တေဆူးကတရိษံယုံကိုလိုက်ပြပြီးနောက်ကိုယ်စလဲကိုပြန်လွှတ်နိုင်ခဲ့ပါတယ်။အဲဒီညမှာတေဆူးဟာဆောင်စီကဖုံးလက်ခံရရှိပြီးသူကသူ့ကလေးတွေနဲ့အတူတရိษံယုံကိုလာလည်မဲ့အကြောင်းပြောပါတယ်။ဒီကတရိษံယုံကိုဆက်လက်လဲပတ်နိုင်ဖို့ငွေတွေစ조사မှုတွေအများကြီးသုံးနေတာကိုမြင်တော့တေဆူးကဂက်ဘရီကုမ္ပဏီအကြောင်းဆောင်ကိုမေးပါတယ်။ဆောင်ကဂက်ဘရီဆိုတာဟွန်ရဲ့ကိုပိုင်ကုမ္ပဏီအတူရှော့ကမ်ပဏီဖြစ်ပြီးသူ့ရဲ့လှုပ်ဝက်ရန်ပုံငွေတွေကိုစီမံခန့်ခွဲဖို့အသုံးပြုတာဖြစ်ကြောင်းပြောပြလိုက်တဲ့အတွက်တေဆူးအလွန်အံ့အားသင့်သွားပါတယ်။နောက်တစ်နေ့မှာတော့လူအုပ်ကြီးတရိษံယုံကိုရောက်လာကြပြီးပိုလာဝက်ဝန်ကိုကာကိုလာတောက်နေတဲ့ဗီဒီယိုအင်တာနက်ပေါ်မှာပြန့်နှံ့သွားပြီးနောက်သူ့ရဲ့ပိုလာဝက်ဝန်ဟာနာမည်ကြီးသွားပြီဆိုတာတေဆူးသိလိုက်ရပါတယ်။တေဆူးနဲ့သူ့အဖွဲ့သားတွေအယံဝမ်းသာသွားကြပြီးပိုလာဝက်ဝန်ကြောင့်တရိษံယုံဟာအကြီးအကျယ်အောင်မြင်သွားပါတယ်။နေ့တိုင်းလူရပေါင်းများစွာကိုကာကိုလာတောက်တဲ့ဝက်ဝန်ကိုလာကြည့်ကြပြီးပိတ်ရက်မှာတင်ဒေါ်လာ1သိန်းအထိအမျက်ငွေအများကြီးရရှိခဲ့ပါတယ်။တနေ့မှာဂုံဝုကဟေเจ้าတယောက်တည်းစိတ်ပြက်နေတာကိုတွေ့ပြီးစကားပြောပါတယ်။သူမဟာလမ်းခွဲထားတဲ့ဒဏ်ရာကြောင့်စိတ်မကောင်းဖြစ်နေတော့မို့ဂုံဝုကသူမကိုညစာထွက်စားဖို့ဖိတ်ခေါ်ပါတယ်။တစ်ဖက်မှာလည်းတေဆူးဟာနှာခေါင်းမေးကလောင်ရင်ပြင်ပမှာရှောက်သွားနေတာကိုသတိထားမိပါတယ်။အဲဒီနောက်ဟန်တယောက်တည်းနှာခေါင်းမေးရဲ့ကလေးဘဝဗီဒီယိုကိုကြည့်နေတာတွေ့ရပါတယ်။သူမကနှာခေါင်းမေးလေကောင်းလေတန်ရအောင်နှောင်းအိမ်ထဲကထုတ်ပေးထားတာလို့ပြောပါတယ်။သူတို့နှစ်ယောက်နှာခေါင်းမေးရဲ့ပိုဆိုးလာတဲ့အပြုအမူတွေအကြောင်းပြောကြပါတယ်။တရိษံယုံကဘလောက်ပဲကြဲကြဲဒါဟာပိုလာဝက်ဝန်အတွက်တော့ဘီလက်မြေလောင်အိမ်ပဲလို့သူမကဆိုပါတယ်။သူမမှာတစ်ခါကဒီတရိษံကိုကနေဒါကတောရိုင်းထဲမှာနေနိုင်အောင်ပို့ပေးဖို့ခွင့်ရေးရခဲ့ပေမဲ့သူမကအနားမှာပဲထားဖို့ဆုံးဖြတ်ခဲ့ကြောင်းသူမအကောင်းဆုံးလုပ်ပေးရင်အဆင်ပြေလာမယ်လို့မျှော်လင့်ခဲ့ကြောင်းပြောပြပါတယ်။သူမရဲ့ဆုံးဖြတ်ချက်အတွက်နောက်တက်ရနေပြီးတရိษံယုံကိုကယ်တင်ပေးတဲ့အတွက်တေဆူးကိုကျေးဇူးတင်ပါတယ်။နောက်တစ်နေ့မှာဟွမ်ကတေဆူးကိုဂျမာအမြဲတမ်းဝန်ထမ်းအဖြစ်ခန့်လိုက်ပါတယ်။တေဆူးဟာသတင်းကြောင့်အလွန်ဝမ်းသာသွားပေမဲ့ဟွမ်ကတရိษံယုံကိုမြေလံပြီးအပန်းဖြေစခန်းစောက်မဲ့အစီအစဉ်ကိုပြောပြတဲ့အခါမှာတော့စိတ်ပြတ်သွားပါတယ်။ Rakun Group ဟာတရိษံယုံပတ်လဲကမြေအေကတန်း25ကျော်ကိုဝယ်ယူထားပြီးတရိษံယုံကိုလည်းဝယ်ချင်နေကြတာပါ။ဒါပေမဲ့ဟွမ်ရဲ့ကုမ္ပဏီတူဂက်ဘရီယိုကအရင်ဦးအောင်ဝယ်လိုက်တာဖြစ်ပါတယ်။ဟွမ်ကတေဆူးကိုတရိษံယုံပြန်လဲရှင်သန်အောင်လုပ်ခိုင်းတာဟာဂက်ဘရီယိုကနေ Rakun Group စီကိုမြေကိုဈေးကြီးကြီးနဲ့ပြန်ရောင်းနိုင်အောင်လုပ်ပဲဖြစ်ပါတယ်။တေဆူးကတရိษံယုံကိုမယောင်းဖို့ဟွမ်ကိုဖြောင်းဖြပေမဲ့ဟွမ်ကပယ်ချလိုက်ပါတယ်စိတ်ပြက်လက်ပြက်နဲ့တေဆူးတရိษံယုံကိုပြန်လာပြီးသတင်းဆိုးကိုပြောဖို့လုပ်ပေမဲ့ဟန်တဲ့အဖွဲ့သားတွေကအောင်ပွဲခံပါတီနဲ့သူ့ကိုအံ့အားသင့်အောင်ကြိုဆိုကြပါတယ်ဝန်ထမ်းဟောင်းတွေလည်းပါတီကိုလာကြပြီးသူတို့ကိုအလုပ်ကင်ပြန်ရအောင်လုပ်ပေးတဲ့အတွက်တေဆူးကိုကျေးဇူးတင်ကြပါတယ်သူတို့တွေပြောနေတာကိုမြင်တော့တေဆူးသတင်းဆိုးကိုမပြောရတော့ပါဘူးဒါပေမဲ့ဝန်ထမ်းဟောင်းတစ်ယောက်ရောက်လာပြီးရာကွန်ရဲ့အပန်းဖြေစခန်းဆောက်မဲ့အစီအစဉ်ကိုပြောပြလိုက်ပါတယ်တေဆူးကဒီသတင်းကိုအတီးပြုတ်ပေးလိုက်တဲ့အခါဝန်ထမ်းဟောင်းတွေစိတ်ပြက်ပြီးထွက်သွားကြပါတယ်ဟန်တဲ့အဖွဲ့သားတွေကလည်းတေဆူးကိုအလိန်ခံရတယ်လို့ခံစားရပြီးသူ့စကားကိုနားမထောင်တော့ပါဘူးရွေးချယ်စရာမရှိဘဲတေဆူးဟာဆိုးကသူ့ရဲ့အလုပ်တစ်ကိုပြန်သွားပြီးသူ့ဘဝနဲ့သူနေပါတယ်ဒါပေမဲ့တရိษံယုံမှာဖြစ်ပျက်နေတာတွေအတွက်သူနောင်တရနေတော့မှာပဲ Rakun Group ကအဖွဲ့တွေတရိษံယုံကိုဖျက်ဆီးဖို့ရောက်လာတဲ့အခါစောကကုမ္ပဏီဝန်ထမ်းတွေနဲ့ရန်ဖြစ်ပြီးဒဏ်ရာရသွားပါတယ်ဝန်ထမ်းတွေစေးရုံမှာပြန်ဆောင်ကြပြီးဟန်ကအဖြေတစ်ခုထုတ်ပေးပါတယ်။သူမကတရိษံယုံကိုပြန်ဖွင့်ပြီးရာကွန်ကဖျက်ဆီးဖို့စ조사နေတာကိုလူသိရှင်ကြားဝေဖန်ဖို့အကြံပြုပါတယ်။ဒီလှုပ်ရှားမှုကအောင်မြင်သွားပြီးမီဒီယာတွေနဲ့တဘာဝပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူတွေကရာကွန်ကိုဝိုင်းဝန်းတိုက်ခိုက်ကြပါတယ်။ဒီဖြစ်ရပ်ကြောင့်ရာကွန်ရဲ့ဒုတိယဥက္ကဋ္ဌရီယန်ဒေါသထွက်ပြီးဟွမ်ကတရိษံယုံကဝန်ထမ်းဆိုးတွေကိုဖယ်ရှားပေးမယ်လို့သတိပေးပါတယ်။ဒါပေမဲ့ကုမ္ပဏီရဲ့ပုံရိပ်ကိုပြန်လည်ပြုပြင်ဖို့စ조사မှုတွေကြာရှုံးသွားတာကြောင့်ရီယန်စိတ်မပြေပါဘူး။ဟွမ်ကပြဿနာကိုအမြန်ဆုံးဖြေရှင်းပေးမယ်လို့ပြောပြီးထွက်သွားပါတယ်။ဟွမ်စီကိုဟေเจ้าရဲ့ရီစားဟောင်းဆောင်မေးရောက်လာပြီးတရိษံယုံကတရိษံတွေဟာအတုတွေဖြစ်ကြောင်းအမှန်အတိုင်းပြောပြလိုက်ပါတယ်
တေဆူးကဆောင်းမင်းဟွမ်ရဲ့ရုံးခန်းကထွက်သွားတာကိုမြင်ပြီးသူတို့အကြောင်းကိုတိုင်တော့လိုက်ပြီဆိုတာရိပ်မိသွားပါတယ်။ဟွမ်နဲ့သူ့လက်ထောက်ဟာတရိတ်ဆန်ယုံကိုချက်ချင်းသွားကြပြီးတေဆူးကလည်းသူတို့နောက်ကိုလိုက်သွားပါတယ်။ဟွမ်ကပြုတ်ဝက်ချက်ကိုမဖော်ထုတ်ခင်မှာတေဆူးကဟန်နဲ့အဖွဲ့သားတွေကိုတတိပေးလိုက်ပါတယ်။ဟန်ကဟွမ်ကိုပိုလာဝတ်ဝင်ရှိတဲ့အခန်းထဲမဝင်အောင်တားပါတယ်။ခဏအကြာမှာတေဆူးရောက်လာပြီးဟွမ်ကတရိတ်ဆန်တွေအကြောင်းအမှန်တိုင်းပြောဖို့တတိပေးပေမဲ့တေဆူးကမသိချင်အောင်ဆက်ဆောင်နေပါတယ်။ဒေါသထွက်နေတဲ့ဟွမ်ကအခန်းထဲကိုအတင်းဝင်သွားပြီးအိတ်နေတဲ့နှာခေါင်းမဲကိုတွေ့ပါတယ်ဝက်ဝံကိုအတုလို့ထင်မှားပြီးဟွမ်ကသွားစိန်ခေါ်ရာကနေတေလူနီးပါးဖြစ်သွားပါတယ်နှာခေါင်းမဲကိုငြိမ်အောင်လုပ်ဖို့ဟန်ကသူ့ကိုလှောင်ကွင်းထဲလွှတ်လိုက်ပြီးဟွမ်ကတော့ထွက်သွားဖို့ပြင်ပါတယ်ဒါပေမဲ့ဟွမ်ကပိုလာဝက်ဝံကိုပြန်စစ်ဖို့လှည့်လာတဲ့အချိန်တစ်ကလာအုပ်ကအတုမှန်းသေးချသွားတဲ့အခါဟွမ်ကနှာခေါင်းမဲစီပြန်သွားပြီးထပ်မံစိန်ခေါ်ပါတယ်နှာခေါင်းမီးကသူ့ကိုတိုက်ခိုက်ပြီးဟွမ်တတိမိသွားပါတယ်သူ့ထက်လူကြီးကိုကယ်ဖို့တေဆူးကပိုလာဝက်ဝံဝစ်စုံကိုဝစ်ပြီးနှာခေါင်းမဲကိုဟွမ်နဲ့ဝေးရာကိုဆွဲခေါ်သွားပါတယ်။ဒါဟာအောင်မြင်သွားပြီးဟွမ်ကိုဘေးကင်းရာပို့နိုင်ခဲ့ပေမဲ့တေဆူးကတော့ဝက်ဝံရဲ့တိုက်ခိုက်ခြင်းကိုခံရပါတယ်။ဒေါသထွက်နေတဲ့ဝက်ဝံကတေဆူးရဲ့ဝစ်စုံကိုဆွဲဖြဲလိုက်ပြီးလူမန်းပေါ်သွားပေမဲ့ကံကောင်းထောက်မစွာပဲတေဆူးဟာအချိန်မီဘေးကင်းရာကိုထွက်ပြေးနိုင်ခဲ့ပါတယ်။လူသိရှင်ကြားဖြစ်သွားပြီးနောက်တေဆူးကသူ့အဖွဲ့ကိုတောင်းပန်ပြီးသူတို့ကိုကာကွယ်ဖို့အပြစ်အလုံးကိုသူပဲခံယူမယ်လို့ပြောပါတယ်ဒါပေမဲ့ဟန်နဲ့တခြားသူတွေကသူတို့အားလုံးမှာလည်းအပြစ်ရှိကြောင်းပြောပြီးညှင်းဆိုပါတယ်။ဟေချောင်းကနှာခေါင်းမီးနဲ့ကြံရှိတဲ့တရိတ်ဆန်တွေအတွက်တခုခုလုပ်ပေးနိုင်ရင်ကောင်းမှာပဲလို့ပြောတဲ့အခါတေဆူးနောက်ထပ်အကြံတစ်ခုရသွားပါတယ်။သူကတရိတ်ဆန်ယုံကိုကဲတင်နိုင်တယ်လို့အခိုင်အမာပြောပြီးရာကွန်ဒုတိယဥက္ကဋ္ဌရီယန်နဲ့တွားတွေ့ပါတယ်။သူကရီယန်ရဲ့အပန်းဖြေစခန်းအတွက်တရိတ်ဆန်တွေနေထိုင်နိုင်မဲ့ဂေဟာစနစ်ပန်းချံEcological Park တခုကိုဖွင့်လှစ်ဖို့အကြံပြုပါတယ်။ဒါဟာအပန်းဖြေစခန်းဆောက်လုပ်မှုကိုတားဆီးနေတဲ့အတားအဆီးကိုဖယ်ရှားပေးုံတင်မကပဲရကွန်ရဲ့ပျက်စီးနေတဲ့ပုံရိပ်ကိုလည်းပြန်လည်ဆယ်တင်ပေးမှာဖြစ်ပါတယ်။ရီယန်ကတေဆူးအနေနဲ့ Gabriel ကုမ္ပဏီကိုသဘောတူအောင်လုပ်နိုင်ရင်လက်ခံမယ်လို့ဆိုပါတယ်။တေဆူးဟာသူ့တငယ်ချင်းဆောင်စီကနေဟွမ်က Gabriel ကိုတုံးပြီးငွေခဝါချထားတဲ့ခိုင်လုံတဲ့အထောက်အထားတွေကိုရယူပါတယ်။တေဆူးကအကယ်၍ဟွမ်ကာတရိတ်ဆန်ယုံကိုရက်ကွန်စီမယောင်းရင်ဒီစာရွက်စာတမ်းတွေကိုသတင်းစာနဲ့ရဲစီပေးလိုက်မယ်လို့ချင်းချောက်ပါတယ်။ဟွမ်ကမတက်တာပဲသဘောတူလိုက်ရပါတယ်။နှစ်အနည်းငယ်ကြာပြီးနောက်ရုပ်ရှင်ဟာရီယန်ကတကယ်တောရိုင်းတရိတ်ဆန်တွေပါဝင်တဲ့ Reconical Park ရဲ့ဗီဒီယိုကိုပြသနေတဲ့အခန်းကိုကူးသွားပါတယ်စောနဲ့တခြားသူတွေကို Recon Group ကအလုပ်ခံထားပါတယ်။ဒါအပြင်နှာခေါင်းမဲကိုလည်းကနေဒါကိုပို့ပေးနိုင်ခဲ့ပါတယ်။ဇကားဟာတေဆူးနဲ့ဟန်တို့ကနေဒါကတဘာဝပတ်ဝန်းကျင်မှာနေထိုင်နေတဲ့နှာခေါင်းမဲစီသွားလေတဲ့အခန်းနဲ့အဆုံးသတ်သွားပါတယ်။